ဒီကောင်လေးကတော့တကယ့်ကိုအံ့ဖွယ်တက်ဖြစ်စရာကလေးလေးပါပဲဘာလို့လဲဆိုတော့သူကတငုံတဲနဲ့ရေကန်တစ်ခုလုံးခန်းချောက်သွားအောင်တောက်ချပစ်လိုက်လို့ပါကန်ထဲမှာရေမရှိတော့တာကြောင့်ရေချိုးဖို့လာတဲ့ကလေးလည်းခြေချော့လဲသွားတယ်လို့ဘဲလေးတွေလည်းရေကန်ကြီးခန်းသွားလို့တခြားနေရာကိုပြောင်းရွှေ့ဖို့ကလွယ်လို့မတက်နိုင်တော့ပါဘူးရေငတ်ပြေးသွားတဲ့ကောင်လေးကအိတ်ဖို့တင်နေတော့အဝေးတနေရာကစူညံအတန်တွေကြားတာကြောင့်ဘာဖြစ်နေလဲဆိုပြီးအမြန်လေးသွားကြည့်လိုက်ပါလေတကယ်တော့လမ်းဖေးမှာတမ်းမာတဲ့နပန်းသမားကြီးတယောက်ဖျော့ဖြေနေတာပါသူကပေါင်း200လောက်လေးတဲ့နွားတိုးကြီးတစ်ကောင်ကိုအသားလေးမှတ်ပြီးပခုံးပေါ်လွှဲတင်ပြလိုက်တာကြောင့်လူအုပ်ကြီးကတောင်းဖြတ်လက်ခုပ်တီးအားပေးကြပါတယ်အဲ့ဒီနောက်နပန်းသမားကြီးကဒေါ်လာတိုင်းချီတန်တဲ့စူကြီးကိုရသွားပြီးအောင်ပွဲခံတဲ့အနေနဲ့သူ့ရဲ့ကြွက်သားတွေကိုပြပြီးနောက်ထပ်အစီအစဉ်တစ်ခုကိုဆက်လုပ်ပါတယ်သူက15မီတာရှိတဲ့တန်းချောင်းအထူးကြီးကိုကွေးပစ်လိုက်ပြီးယူပုံတန်းခေါင်းဦးလေးလိုလုပ်ပြလိုက်တာပါဒါကိုမြင်သွားတဲ့ကလေးလေးကတော့အဲ့ဒီလူကြီးသူ့ကစားစရာကိုမတော်တဆဖျက်ဆီးမိသွားတယ်လို့ထင်သွားပါတယ်ဒါကြောင့်တနာပြီးပြန်ပြင်ပေးရင်လူကြီးပျော်သွားလိမ့်မယ်ဆိုပြီးကလေးလေးကတေးသားတစ်လုံးကိုဆွဲအဲ့ဒီအပေါ်တက်ပြီးတန်းချောင်းကြီးကိုအားစိုက်စရာမလိုပဲအဖြောင့်အတိုင်းပြန်ဆန့်ပေးလိုက်ပါတယ်နပန်းသမားကြီးကတော့သူ့မျက်စိသူ့ကြောင့်မယုံနိုင်အောင်ဖြစ်သွားရပါတယ်ဒါနဲ့တန်းချောင်းကိုအရေးပုံတန်းထက်ကွေးပြလိုက်တဲ့အခါမှာလေကလေးလေးကအတာမထွက်ပဲအရေးပုံအတိုင်းလိုက်ကွေးပြပြန်ပါတယ်တယောက်ကသူ့ကိုတမင်းတတလာနောက်နေလေလို့ထင်သွားတဲ့နပန်းသမားကြီးကဘေးဘီကိုဝေ့ကြည့်လိုက်ပြီးဘယ်သူမှမတွေ့ပါဘူးအဲ့ဒီအချိန်ကျမှသူလည်းအခြေအနေကိုရိပ်မိသွားပါတယ်သူကတန်းချောင်းကိုမြေကြီးပေါ်ချပြီးစောင့်ကြည့်နေတော့မှတင်ပဲတန်းချောင်းကသူ့အလိုလိုအရေးပုံပြန်ဖြစ်သွားပါတော့တယ်တိချင်းစိတ်တင်းပြပြီးသူ့အစွမ်းကိုတက်တေပြချင်နေတဲ့နပန်းသမားကြီးကအလေးချိန်800ကီလိုဂရမ်ရှိတဲ့အလေးသုံးကြီးကိုခေါင်းပေါ်မြောက်ပင်တင်လိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်ကောင်းလေးကအဲ့ဒီအလေးသုံးကြီးကိုလက်တစ်ဖက်သေးနဲ့အသားလေးဖမ်းပြလိုက်ပါတယ်အခုမှတကယ့်ပြန်ဖွဲ့အစ်စ်ကစတာပါနပန်းသမားကြီးကလက်တစ်ဖက်မှာလေးလံနဲ့အနားကျတုံးနောက်လက်တစ်ဖက်မှာတူးကြီးကိုကိုက်ထားပြီးခြေထောက်တစ်ဖက်ကတော့အေးရမထန်းလုံးကြီးကိုနင်းထားပါတယ်ကလေးလေးကတော့သဘောကျပြီးလက်ထုတ်တီးမိတာပေါ့လူအုပ်ကြီးလည်းအုံကြွက်ကွက်နဲ့အားပေးတန်တွေစူညံထားပါတယ်နပန်းသမားကြီးကသူ့ရှေ့ကလူခံပုံးကိုကြည့်လိုက်တဲ့အခါမှာတော့ပိုက်ဆံတွေအယံပဲပြည်လည်နေတာကိုတွေ့လိုက်ရပါတယ်နောက်ဆုံးမှာတော့ကလေးလေးကသူရလာတဲ့ရွှေငါးပြားလေးတွေကိုရွှဲထွက်ရင်းမုံငယ်စားဖို့ပိုက်ဆံလောက်သွားပြီမို့လို့လက်ခုပ်တီးပြီးပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ပြန်သွားပါတော့တယ်